မဲမင်္ဂလာပါခင်ဗျလက်ကီဒုတိချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တရက်နေ့ကเนาะအရန်ကွက်တက်ကပဲထွက်သွားပါတယ်ခင်ဗျเนาะတရက်နေ့ကကြာအရန်ကွက်တက်ကထွက်ပါတယ်ညနေပိုင်းကျွန်တော်တို့3983ဟာကျွန်တော်တို့ညနေပိုင်းကဒီမှာเนาะအရန်တက်ကထွက်သွားတာပေါ့ခင်ဗျဟုတ်ပြီเนาะဒီမှာ0903ညအရန်တက်ကထွက်သွားပါတယ်ခင်ဗျเนาะအပိတ်နဲ့ကျွန်တော်က23ပဲပေးတယ်ပါဝါနဲ့ထွက်သွားတယ်0330ဟုတ်ပြီနော်ဒါအရန်တက်ကထွက်သွားထဲထဲမထွက်ဘူးပေါ့ခင်ဗျအခုကျွန်တော်10လပိုင်း2ရက်နေ့နော်10လပိုင်း2ရက်နေ့အတွက်ကျွန်တော်ဒုတိလေးကိုပထမဆုံးထိပ်စီးပိုင်းလေးကိုစာပြီးတွက်ပေးပဲခင်ဗျနော်12နာရီ10မိနစ်အတွက်ပထမဆုံးကျွန်တော်ထိပ်စီးပိုင်းလေးကိုကြည့်မယ်ဆိုရင်နော်ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်တို့ကြည့်မယ်အဲဒါထိပ်စီးပိုင်းလေးကိုကြည့်မယ်ဆိုရင်ဒီ2 4 6 9လုံးပေါင်းခြင်းဒီ3ညတစ်လုံးဖယ်လိုက်ရင်9လုံးပေါင်းခြင်းသွားမယ်ဟုတ်နော်ပေါ်လေးလုံးနော်အောက်3လုံး9လုံးပေါင်းခြင်းဒီ9လုံးပေါင်းခြင်းကကျွန်တော်တို့ဆိုရင်ဘာရမလဲအပေါ်လေးလုံးပေါင်းမယ်ဟုတ်ပြီနော်ပေါ်လေးလုံးပေါင်းရင်14 18 23 30 39ပေါ့နော်အားလုံး39မှာ9ရဲ့ပါဝါက2ဟုတ်ပြီ9ရဲ့ပါဝါ2ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲ2ထိပ်စီရအောင်ခင်ဗျဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်းကကျွန်တော်တို့29နော်29ဆိုတော့9ရဲ့ပါဝါက2နော်2ထိပ်စီရပါပြီဟုတ်ပြီနော်14 18 23 23ဆိုတော့30 39ပေါ့ခင်ဗျာနော်39ဆိုတော့9ရဲ့ပါဝါ2ကျွန်တော်2ထိပ်စီရပြီကျွန်တော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဟုတ်ပြီအပိတ်ကဒီနှလုံးပေါင်းခြင်း9 3ညပေါင်းခြင်းက9ရဲ့နှက်ခက်က3နော်9ရဲ့နှက်ခက်က3ဆိုတော့ကျွန်တော်က9ကိုပဲယူမယ်ဒီမှာ9အပိတ်နဲ့2 5ထွက်လာတယ်ခင်ဗျနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကြတော့အဘောကအတိုင်းလေးပဲခင်ဗျနော်ဒီ၄လုံးပေါင်းခြင်းပေါ့ကျွန်တော်ဒီ၄လုံးဟုတ်ပြီနော်၄လုံးနဲ့ဒီနှလုံးနဲ့ပေါင်းခြင်းအားလုံး9လုံးပေါင်းခြင်းပေါ့နော်9လုံးပေါင်းခြင်းမှာဆိုတော့ကျွန်တော်တို့အပေါ်၄လုံးပေါင်းမယ်ဆိုရင်3 1 6ပေါင်းခြင်းက10 18 23 6နဲ့ပေါင်းတော့29 9ရဲ့ပါဝါက4ပါခင်ဗျနော်9ပါဝါ4ဆိုတော့ဒီမှာ4ထိပ်လေးကျွန်တော်တို့ထွက်သွားပြီခင်ဗျနော်4ထိပ်စီတွေထွက်သွားပြီကျွန်တော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီနှလုံးပေါင်းခြင်းက12 2ရဲ့နှက်ခက်က4နော်2ရဲ့နှက်ခက်က4ဆိုတော့ဒီမှာကျွန်တော်4အပိတ်နဲ့44ဆိုပြီးထွက်ထားတယ်ဟုတ်ပြီနော်44ဆိုပြီးထွက်ထားတယ်ဒါကြောင့်မို့ကျွန်တော်တို့2ရက်နေ့12နာရီ10မိနစ်မှာထွက်နိုင်မယ်ခဏန်းကထွက်လာမယ်ခဏန်းကတော့ကျွန်တော်တို့ဒီဟုတ်ပြီနော်ဒီ9လုံးပေါင်းခြင်းကျွန်တော်ပေါ်လေးလုံးပေါင်းမယ်ဆိုရင်ပေါ်လေးလုံးက14ဟုတ်ပြီနော်8နဲ့6နဲ့ပေါင်းတော့14 21 29 36 36နဲ့4နဲ့ပေါင်းတော့43ညနော်3ညရဲ့ပါဝါက5ပေါ့ခင်ဗျဟုတ်ပြီနော်ကျွန်တော်3ညပါဝါ5ဆိုတော့ကျွန်တော်ထိပ်စီရကျွန်တော်တို့5တလုံးရသွားပြီခင်ဗျနော်ထိပ်စီရ5ရသွားပြီကျွန်တော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့17 1ရဲ့နှက်ခက်က8ရပါတယ်ဒါကြောင့်မို့ပိတ်မှာကကျွန်တော်နှလုံးပိတ်မယ်51နော်51 58ဒါကတော့12နာရီ10မိနစ်မှာထွက်နိုင်ခဲ့ခဏန်းလေးပေါ့ခင်ဗျာနော်ဒီတိုင်းသာကြားလာမယ်ဆိုရင်တော့ဒီတိုင်းလေးထိုးပြီးလို့ရပါတယ်နောက်ကွက်လည်းပဲထိုးရမှာခင်ဗျာနော်အခုကျွန်တော်ညနေပိုင်းကိုစပြပေးပါမယ်ပြီးအရန်ကွက်လေးကျွန်တော်ရှင်းပြပေးမယ်ခင်ဗျာအခုကျွန်တော်ညနေ4နာရီခွဲမှာကဒီတစ်ထိပ်နော်တစ်ထိပ်မှာကျွန်တော်ဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်း14 18ဆိုတော့8ရဲ့နှက်ခက်က1နော်ဒီမှာကျွန်တော်တို့ဗာထွက်သွားပြီလေတစ်ထိပ်ဟုတ်ပြီနော်ဒီ3လုံးပေါင်းခြင်းက18 8ရဲ့နှက်ကက1တစ်ထိပ်ကျွန်တော်အပိတ်ကိုကြည့်မယ်ဟုတ်ပြီနော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီ4လုံးပေါင်းခြင်းကျွန်တော်ဒီမှာဆွဲလိုက်တဲ့4လုံးပေါင်းခြင်းဟုတ်ပြီနော်ဒီ4လုံးပေါင်းခြင်းဒီ4လုံးပေါင်းခြင်းက8 9နဲ့ပေါင်း15 3ညနဲ့ပေါင်းတော့15 9ရဲ့နှက်ခက်ကလည်း3ပဲခင်ဗျဟုတ်ပြီနော်ဒီမှာဗာထွက်သွားပြီလဲဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်3ပိတ်နဲ့ဒီမှာ1 3ဆိုပြီးထွက်ထားတယ်ခင်ဗျ
ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းက6 9 10 3ည3ညရဲ့နက်ခက်က9ဒီမှာ9ထိပ်ဟုတ်ပြီနော်အပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကဒီမှာဒီ4လုံးပေါင်းချင်း10ဆက်ခွန်9ရဲ့နက်ခက်က3ညဒီမှာ3ညအပိတ်နဲ့ခွန်3ညဆိုပြီးထွက်သွားတယ်ခင်ဗျဟုတ်ပြီနော်ဒါကြောင့်မို့ကျွန်တော်ညနေ4နာရီခွဲ2ရက်နေ့ညနေ4နာရီခွဲမှာထွက်နိုင်တဲ့ကဏ္ဍကတော့ဒီ3လုံးပေါင်းချင်းကကျွန်တော်တို့ပါရလဲ14ရဲ့နက်ခက်က2 4နက်ခက်က2ဆိုကျွန်တော်တို့ပါရပါပြီတဲ့2တလုံးရပြီခင်ဗျနော်4ရဲ့နက်ခက်က2တလုံးရပြီအပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကဏ္ဍကဒီ4လုံးပေါင်းချင်း3ည6ခွန်3ပေါင်းချင်း10ဆက်6ရဲ့နက်ခက်က9ဒါကြောင့်မို့ထိုးရမှာကကျွန်တော်တို့3ခွက်ပဲထိုးရမှာပေါ့เนาะနေကုန်ဆို3ခွက်29ဟုတ်ပြီเนาะညနေပိုင်းက1ခွက်ပဲထွက်တယ်မနက်ပိုင်းကတော့2ခွက်ထွက်တယ်ထိပ်စီးနေဆိုเนาะအားလုံးပေါင်း3ခွက်ပဲထိုးရမှာအဲ့ဒီမှာအရန်ကွက်လေးတွေဒီနေ့တောင်မှเนาะကျွန်တော်တို့တရက်နေ့မှာလည်းအရန်ကွက်တက်ကထွက်ပါတယ်เนาะတရက်နေ့မှာဆိုရင်ဒီမှာကျွန်တော်တို့ဆိုရင်ဟုတ်ပြီเนาะတရက်နေ့မှာထိပ်စီးက9 3ညကျွန်တော်က2 3ကိုပေးထားတယ်ထွက်တာက9 3 3ခွန်ထွက်တယ်ဟုတ်ပြီเนาะဒါကြောင့်မို့အခုလည်းအရန်ကွက်နေနဲ့ကျွန်တော်ပြီးမယ်ဆိုရင်3ည5 3ညပါဝါ5 3ညနက်ခက်က9ဟုတ်ပြီနော်1နက်ခက်က10 1ရဲ့ပါဝါ6 4ရဲ့နက်ခက်က2 4ရဲ့ပါဝါက9ဟုတ်ပြီနော်4ပါဝါ9 6ရဲ့ပါဝါက1ဒီမှာတွဲမယ်ဆိုရင်ညနေပိုင်းမနက်ပိုင်းတွဲမယ်3ည1 3ည8 3ည6ပြီးရင်9 1 5 8မပါပြီးတော့ main ကဏ္ဍက9 6ပြီးရင်ခွန်ဟုတ်ပြီနော်ခွန်1ခွန်8ခွန်6ဒါကအရန်ကွက်တွေညနေပိုင်းဆိုရင်4 6 4 9 4 1 2 6 2 9 2 1 9 6 9 9 9 1ဟုတ်ပြီနော်အဘူးဆိုရင်တော့1 1ပါတာပေါ့ခင်ဗျာနော်အဘူးဆိုရင်ကျွန်တော်ကဒီမှာ1 1ပေါ့နော်အဘူးက1 1ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်မနက်ပိုင်းထိပ်ဆိုရင်ညနေအပိတ်နဲ့ဆိုရင်50ကန9ထိုးလို့ရပါတယ်နော်ညနေထိပ်ဆိုရင်တော့မနက်ပိတ်နဲ့ဆိုရင်1 1 2 8နော်သူကနှလုံးပိတ်ထားတဲ့အတွက်1 1 2 8ထိုးပေးရပါမယ်59 21 21ဟုတ်ပြီနော်21နဲ့28ဒီ3လုံးကတော့ဒီ3ခွက်ကတော့ main ပေါ့ခင်ဗျနော်ဒီ3ခွက်ကတော့ main ဒီလိုကြိုက်သလိုရွေးထိုးလို့ရတယ်အရန်ခွက်လေးရလည်းထွက်တတ်ပါလေခင်ဗျဟိုနေ့က88ကဆိုရင်88ကဓာတ်လိုက်ထွက်သွားတဲ့နေရာဆိုရင်တချို့က3000ပိုးတော့ပေါက်တယ်ခင်ဗျနော်ဝမ်းသာပါတယ်ပေါက်ဟိုနော်30ရက်နေ့မှာ88ဓာတ်လိုက်ထွက်တယ်မှာ30ရက်နေ့နော်30ရက်နေ့မှာ88ဟုတ်ပြီနော်88ဓာတ်လိုက်ပေါက်တယ်လို့3000ပိုးပေါက်တယ်ကျွန်တော်အောက် channel အောက်မှာ comment ရေးထားပါတယ်ခင်ဗျနော် comment နဲ့ဝင်ကြည့်ပြီးလို့ရပါတယ်အားလုံးပဲကျွန်တော်တို့2ရက်နေ့မှာအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ